ပိုက်ဆံဘယ်လောက်ပဲရှိကမ္ဘာပေါ်မှာပိုက်ဆံနဲ့ဝယ်လို့မရတဲ့တိုက်ခါတရားဆိုတာရှိပါတယ်1963ခုနှစ်မှာအမေရိကန်မော်တော်ကားကုမ္ပဏီ Ford ရဲ့ဥက္ကဋ္ဌ Henry Ford II ဟာအင်ဂျင်တီရဲ့ပြန်ကားပေးရင် Ferrari ကိုဒေါ်လာတန်းချီပေးပြီးဝယ်ယူဖို့ကြိုးစားခဲ့ပါတယ်အားလုံးအဆင်ပြေခါနီးမှာ Ferrari ရဲ့တည်ထောင်သူ Enzo Ferrari ကစာချုပ်ကိုစုပ်ဖြဲပြီး Ford ကိုလူပေါ်အလဲမှာအကြီးအကျယ်တိုက်ကချပြီးညှင်းပယ်ခဲ့ပါတယ်အမေရိကန်ရဲ့အာဏာရှင်ကြီး Ford ဟာဒေါသကိုပောက်ကွဲသွားပြီးသူ့ရဲ့အင်ဂျင်နီယာတွေကိုအမိန့်တစ်ခုပဲပေးခဲ့ပါတယ်ပတ်စံဘလောက်ပဲကောပါစေ Ferrari ကိုသူတို့စိုးမိုးထားတဲ့လက်မှန်ကွင်းထဲမှာအသေးချင်းမှုပြည့်ရမယ်ဆိုတဲ့အမိန့်ပဲဖြစ်ပါတယ်ဒါပေမဲ့ပြည်သူမြေကအသေးမင်းတမန်ကွင်းကြီးဖြစ်တဲ့လက်မှန်နဲ့14နိုင်ပြန်ပွဲမှာ Ferrari ကိုနိုင်ဖို့ဆိုတာအပြောလွယ်တဲ့လောက်လက်တွေ့မှာတော့မလွယ်ကူခဲ့ပါဘူး1964နဲ့1965ပြန်ပွဲတွေမှာ Ford ရဲ့ကားတွေဟာအင်ဂျင်ပေါက်ကွဲမီးလောင်ပြီးသမိုင်းတစ်လျှောက်အဆက်ကွဲခဲ့ရပါတယ်ဒါပေမဲ့သူတို့လက်မလျှော့ခဲ့ပါဘူး Ford ဟာကားဒီဇိုင်နာ Carroll Shelby နဲ့ Driver Go Engineer ပါဖြစ်တဲ့ Ken Miles တို့ကိုငားရမ်းပြီးတော့ GT40 Ankip 2ကိုဖန်တီးခဲ့ပါတယ်7 liter V8 engine တက်ဆစ်ထားတဲ့ဒီကားဟာ top speed ကို130မိုင်ပါအော်ကျော်အထိမောင်းနေနိုင်တာကြောင့် Ferrari ကို MSO မက်ဆေ့ခဲ့ပါတယ်1966ခုနှစ်ပြည်သစ်နိုင်ငံရဲ့လက်မှန်ကွင်းကြီးထဲမှာတော့သမိုင်းဝင်ကလပ်စားချေပွဲကြီးစတင်ခဲ့ပါတော့တယ်မိုးတွေတဲတဲမဲမဲရွာနေတဲ့ကြားက24နိုင်လုံးမနာတမ်းမောင်းနေခဲ့ပြီးနောက်မှာတော့ Ford ရဲ့ GT40 3စီးစလုံးဟာပြန်ပဲ Ferrari အားလုံးကိုအပြတ်သက်အနိုင်ယူပြီးပထမဒုတိယနဲ့တတိယနေရာကိုတပြန်နဲ့တဲ့ဘေးချင်းရှင်ပြီး finish line ကိုကျော်ပြန်နိုင်ခဲ့ပါတယ်ဒါဟာ Motorsport သမိုင်းမှာကမ္ဘာကြီးကိုကန်လောက်ခဲ့တဲ့အမေရိကန်တို့ရဲ့အကြီးကျယ်ဆုံးသောအခိုက်အတန့်ဖြစ်ပြီးပြင်သစ်မြေမှာ Ferrari ရဲ့နှစ်ပေါင်းများစွာစိုးမိုးမှုကိုအမြင့်အရည်ဆွေးနွေးပြခဲ့တာဖြစ်ပါတယ်